ဆော့စရာကြီးတယ်များလိုက်တာအေးလမ်းမတင်ပေးမှဒီမြန်မာနိုင်ငံသားတွေကို ခါကြောက်ဆန်တရားနော်နော်ခုမှလည်းငါချရောက်လာတယ်ဒီမှာတော့အကြရုံကဘာပြောတယ် မလို့ပါတာမလို့ဘယ်နိုင်ငံမှာပဲနေနေမြန်မာနိုင်ငံမှာရောက်လာရင်မြန်မာနိုင်ငံအဲ့လိုပဲလုပ်ရမယ် ငါဖေကထိုင်းကမင်းမသိဘူးငါလည်းခုရတယ် အော်အဲ့ဆိုမင်းမြန်မာနိုင်ငံပေါ့ ငါဒီမှာလည်းသိတယ် ဒီနော်ဒီကြပါနော်ဒီတိုင်းတော့တောက်ပြီဘူးနော်ဒီကငါတို့ကနားပြီကွာ